အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ကကျွန်တော်Home Tech ကနေမှာ Home Tech Software ကနေမှာကျွန်တော်ရဲ့ဒီSoto Gourmet ကျွန်းမြောင်းဆိုတဲ့ဝင်ငွေကိုမှတ်တမ်းကိုကျွန်တော်ဘယ်လိုထုတ်မလဲဆိုတာကျွန်တော်ဒီနေ့ share လုပ်ပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဒီမှာ Home Tech Software ကျွန်တော်ဖွင့်လိုက်မယ် Okay ဒီလိုလေးပေါ်လာတယ်ဗျာဒီကျွန်တော်ဒီအောက်မှာဒီမှာရှိတယ်ဒီမှာSoto Gourmet ကျွန်းမြောင်းဆိုတော့ဒီမှာရှိတယ်ဗျာဒီအောက်ဆုံးလေးမှာဒီအောက်ဆုံးလေးမှာဒီမှာSoto Gourmet ကျွန်းမြောင်းဆိုကျွန်တော်အဲ့ဒါနှိပ်လိုက်မယ် working okay working ဆိုကျွန်တော်ဒီကုန်းလုံး engine ဆိုကိုကျွန်တော်ရွေးရမှာဆိုတော့ကျွန်တော်ဒီမှာ choosing လုပ်ပြီးကျွန်တော်ဒီမှာကံပြောင်း engine ကိုကျွန်တော်နှိပ်လိုက်မယ်ဗျာကံပြောင်း engine နဲ့ပဲကျွန်တော်ဒီ engine လောက်လိုက်မယ်ပြီးရင်ကျွန်တော်ဒီခက်ခါကိုနဲ့ပဲကျွန်တော်လောက်လိုက်မယ်ဒီမှာ engine လောက်လို့ရတယ်အများကြီးရှိတယ်ဗျာဒီမှာ patch လည်းရှိရင်နေပါရှိရင်နေပါနဲ့လောက်လို့ရတယ်ထိုးစစ်ဆိုလည်းထိုးစစ်နဲ့လောက်လို့ရတယ်ကျွန်တော်တို့ဒီမှာထုံးရှင်းစာ patch ဆိုလည်းရှိရဗျာကျွန်တော်တို့ဒီလွယ်ကူနဲ့ဒီခက်ခါကိုတော့နေပဲကျွန်တော်လောက်လိုက်မယ်ပြီးရင်ကျွန်တော်ရဲ့နာမည်ကိုရေးမယ်ဗျာနာမည်ရေးမယ်ပြီးရင်ကျွန်တော်ရဲ့ဒီမွေးနေ့တက်ကလေးကိုရေးမယ်အဲ့ဒီကတည်းကမှရှေ့တန်းရေးပါပြီးရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ရေးမယ်โอเคပြီးရင်ကျွန်တော်ဒီမှာမိုးသူသုံးငယ်ပြီးရင်ကျွန်တော်ဒီကကာအိုထဲမှာကျွန်တော်ဒီ engine လုပ်ဖို့အတွက်ကျွန်တော်ဒီဝင်လိုက်မယ်ဗျာအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာengine ဟာကြီးနှိပ်မယ်ပြီးရင်ဒီမှာ verify ပြီးရင်ကျွန်တော်ရဲ့ကကာအိုကျွန်တော်ဖွင့်ခဲ့ခြင်းတော့ password ကျွန်တော်ရေးမယ်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာကကောက်မှာ engine လုပ်ပြီးဆိုရင်ကျွန်တော်ဒီမှာ engine 1လေးကိုထပ်နှိပ်ရမယ်โอเคကျွန်တော်ဒီမှာ working နှိပ်လိုက်မယ်ပြီးရင် tag key ကျွန်တော်ပေးလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာကျွန်တော်ရဲ့အချက်လက်ကလေးတချို့ကြာလာမယ်ပဲကျွန်တော်ရဲ့ဒီ ID card number ကြာလာမယ်ကျွန်တော်ရဲ့နာမည်ကြာလာမယ်ပြီးရင်ကျွန်တော်ရဲ့ဒီGmail ပေါ့ဗျာ Gmail ရေးလိုက်မယ်ဗျာကျွန်တော်ဒီမှာ Gmail ရေးလိုက်မယ်ပြီးရင်ဒီမှာဒါလေးကိုကျွန်တော်ဖြတ်လိုက်မယ်ဒီမှာအကဒီမှာပါနေရဆိုတော့သူကအပြင်ကျွန်တော်ဒီမှာ Gmail ပေါ့ဗျာ Gmail တော့ကပြီးရင်ဒီမှာကျွန်တော်ဖုန်းနံပါတ်ဒီမှာကျွန်တော်ဖုန်းနံပါတ်လဲကျွန်တော်ရဲ့ဖုန်းနံပါတ်ပဲရေးလိုက်မယ်ဗျာโอเคပြီးရင်ဒီမှာကိုထုတ်ချင်တယ်လို့ထုတ်လို့ရတယ်ဒီမှာကိုရီးယားနဲ့ထုံးမလားဒီ Hangul နဲ့ထုံးမလားဒါမှမဟုတ်ရင်ရောင်းမိုးနဲ့ထုံးမလားအင်္ဂလိပ်လို့ထုတ်ချင်အင်္ဂလိပ်လို့ရေးလိုက်ပါဗျာဒါဆိုရင်ဒီ Hangul နဲ့ထုတ်ချင် Hangul ကိုရေးမယ်ပြီးရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အချက်လက်တွေကိုဖော်ပြမှာဆိုတော့ဂုံကရေးမယ်ပြီးရင်ကျွန်တော်ဒီကွာဆယ်ကီကန်ကွာထားပါတော့ကျွန်တော်က2024ရက်နေ့25ဆိုရင်2နှစ်စာထုံးပါဗျာ2နှစ်စာလည်းထုတ်လို့ရတယ်တစ်နှစ်စာထုတ်မယ်ဆိုရင်လည်းကျွန်တော်ဒီတစ်နှစ်စာထုတ်လို့ရတယ်ဗျာကျွန်တော်ကတော့ဒီတစ်နှစ်စာဒါမှမဟုတ်လေ3နှစ်စာဆို3နှစ်စာထုတ်လို့ရတယ်ဗျာ3နှစ်စာထုတ်မယ်ဆို23ကနေပြီးတော့ဒီမှာကျွန်တော်25တိရွေးလိုက်မယ်ဗျာဒါကျွန်တော်ဒီစာရုံးသူဆိုတာကျွန်တော်ဒီဗီဇာရှောက်မယ်ဆိုရင်ဒီမှာဗီဇာနဲ့ပတ်သက်တယ်ပေါ့လေရုပ်ဒီမှာဆိုရင်ရုပ်ကွန်တိုနော်ဗီဇာချင်းဆောင်ရုံကျွန်တော်အဲ့ဒါကိုရွေးရမယ်ကျွန်တော်ဒီမှာဂီတာပဲရေးလိုက်တယ်ဗျာအကုန်လုံးသုံးလို့ရအောင်ပြီးရင်ဒီမှာဂျေချူချောဆိုတာကျွန်တော်ဒီဘယ်ဟာနဲ့ဒီမှာလည်းပဲကျွန်တော်ကတော့ဂီတာပဲရေးလိုက်တယ်ဒီမှာကျွန်တော်ဒီမှာဂျူမင်းဘွန်တို့ဒါဒီကုန်ကြလုပ်မယ်ဖော်ပြရမယ်ဒီမှာဇူလျောင်းဘန်းပေါ့ဆိုတော့ကျွန်တော်ဒီဟွာမြောင်းဂျူပဲဆိုရင်ကျွန်တော်ဒီဖုန်းထဲမှာကြည့်လို့ရမယ် PDF file အနေနဲ့ကြည့်လို့ရမယ်ကျွန်တော်ဒီ PC ကနေမှကျွန်တော်ဒီချူရောက်လုပ်မယ်ဆိုရင်လည်းကျွန်တော်ဒီPC မှာလို့ရွေးလိုက်မယ်ဗျာPC မှာကျွန်တော်ရွေးကြည့်လိုက်မယ် PC မရှိတဲ့လူတွေကျွန်တော်ဒီဟွာမြောင်းဂျူပဲကျွန်တော်ဒီဖုန်းမှာပဲ PDF file အနေနဲ့ပေါ်မှာဗျာဆိုရင်ကျွန်တော်တို့ PC ရေဆိုလုပ်လိုက်မယ်နော်first နဲ့ပုံမှန်ဆိုလည်း first နဲ့လုပ်လိုက်မယ်ကျွန်တော် PC ဆို PC ကျွန်တော်ဖုန်းနဲ့အခုလုပ်နေဆိုဖုန်းနဲ့ပဲကျွန်တော်လုပ်လိုက်မယ်ဗျာဒီမှာဟွာမြောင်းဂျူပဲနော်ဟွာမြောင်းဂျူပဲလုပ်လိုက်မယ် okay ပြီးရင်ဒါလေးကျွန်တော်အချက်လက်တွေကုန်ဆုံးသွားပြီကျွန်တော်3နှစ်စာထုတ်လိုက်တယ်ဗျာ3နှစ်စာထုတ်လိုက်တယ်နော်ဒါဒီမှာအကုန်လုံးကိုအချက်လက်တွေကိုဒီမှာအင်္ဂလိပ်စာနဲ့ထုတ်ချင်လားဆိုရင်အင်္ဂလိပ်စာနဲ့ထုတ်ချင်အင်္ဂလိပ်စာနဲ့ကျွန်တော်ဒီမှာရောင်းမွန်းဆိုပြီးတော့ကျွန်တော်ဒီရွေးလိုက်လို့ရတယ်ဗျာကျွန်တော်ဒီကိုရီးယားနဲ့ထုတ်လိုက်မယ်ဒီမှာကျွန်တော်ကဒီကုန်းကဲဖော်ပြရမယ်ဗျာချက်လက်တွေကျွန်တော်တို့ဖော်ပြရမယ်ဆိုတော့ကျွန်တော်ကုန်းကဲရွေးမယ်ပြီးရင်ကျွန်တော်ဒီမှာရှင်းချောင်း
Hashikesmika ဆိုတော့ကျွန်တော်ဒီ working okay ဒီမှာကျွန်တော်ဒီ working okay ဒါဆိုပြီးသွားပြီဗျာပြီးတယ်ဆိုကျွန်တော်ဒီဘလို့အဲ့ဒီဟာကိုကျွန်တော်ဒီဘလို့ပြန်ကြည့်ရမလဲဆိုရင်ကျွန်တော်ဒီမှာ job to model to ဝယ်ဆိုရှိအဲ့ဒီမှာကျွန်တော်ကဒီမှာဆော့ကျွန်တော်2နှစ်စာထုတ်တော့ဒီမှာတခုရှိတယ်ဗျာချင်းချောင်း1လေးကပေါ်မှာပြီးသွားပြီဒီမှာကျတော့ကျွန်တော်အောက်ကဒီမှာ3နှစ်စာထုတ်ထားတဲ့ဟာလေးအဲဒီမှာဒီဟာလေးဒီအောက်ကဟာလေးဗျာဒီဟာလေးကိုကျွန်တော်နှိပ်လိုက်မယ်ဒီမှာချောဒီ1လေးကိုဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်โอเคဒါမှဒီလိုမျိုးလေးပေါ်လာမှာဗျာဒီမျိုးလေးပေါ်လာမှာ2025ဒီမှာဆိုရင်ကျွန်တော်ပြီးခဲ့တဲ့စောစောတော့ကျွန်တော်2နှစ်စာထုတ်ထားတယ်3နှစ်စာထုတ်တဲ့ဟာကိုကျွန်တော်ပြန်ကြည့်လိုက်မယ်ဆိုရင်ဒီမှာအပေါ်ဆုံးမှာရှိတယ်ချောဒီ1လေးကိုဒါကြောင့်ညီကိုမောင်နှမတွေကျွန်တော်ဒီပထမဆုံးလုပ်တယ်ဆိုပထမဆုံးတစ်ခုလေးပဲပေါ်မှာဗျာကျွန်တော်နှစ်ခုပေါ်နေစောစောလေးလုပ်ပြီးဆိုတော့ဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်okay ဒီမှာဆိုရင်ဒီမှာ6ရွက်ပေါ်လာတယ်ဗျာ2နှစ်3နှစ်စာဆို1နှစ်စာကိုသူက2ရွက်ပေါ်တယ်ဗျာအဲဆိုဒီမှာဒီမှာကြည့်လိုက်အောင်ပါဒီလိုကြည့်လိုက်အောင်ပါokay ဒီမှာ3နှစ်စာပေါ်တယ်အဲ့ဒါကိုကျွန်တော်က PDF file နဲ့ဘယ်လိုထုတ်မလဲဆိုတော့ဒီမှာဘယ်ဘက်မှာရှိနေမှာ PDF မြားလေးရှိအဲ့ဒါလေးနှိပ်လိုက်မယ်ဒီမှာ working ကိုနှိပ်လိုက်မယ်ပြီးရင်ဒါကျွန်တော်တို့ PDF file ဖွင့်ကြည့်တဲ့အခါမှာကျွန်တော်တို့ password ခံထားရတယ်ဗျာအဲဆိုတော့ကျွန်တော် password ခံလိုက်မယ် okay working နှိပ်လိုက်မယ်ဒါဆိုရင်ပြီးသွားပြီပြီးရင်ကျွန်တော်ဒီမှာsave လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် PDF file အနေနဲ့ရောက်သွားပြီဗျာ okay ဒါပြီးတော့ကျွန်တော်ဒီ PDF file လေးဘယ်မှာပေါ်နေလဲဆိုရှင်ကျွန်တော်ဒီမှာဘာလေးကိုဆွဲကြည့်လိုက်လို့ရှင်ဒီမှာရှိရဗျာဒီမှာ home tab ဆိုပြီးတော့ဒီမှာ PDF file ဆိုပြီးအဲ့ဒါလေးကျွန်တော်နှိပ်လိုက်မယ်ဒီမဲ့ PDF file just one ပြီးရင်ကျွန်တော်ခုနစောစောကို password ချခဲ့တဲ့ဟာကိုနှိပ်ပြီးတော့ကျွန်တော်ကဒီဟာကိုပြန်ကြည့်ရမယ် okay ဒီမှာဒါဆိုရင်ပေါ်သွားပြီဗျာဒါဟိုမှကျွန်တော်ကဒီ print ထုတ်လို့ရတယ်ဗျာကွန်ပျူတာနဲ့ချိန်ပြီးတော့ကျွန်တော်ဒါဆိုရင် print ထုတ်ပြီးတော့ကိုလိုဒီလိုသုံးလို့ရပြီပေါ့လေဒီမှာအကုန်ဆိုတော့ဒါကတော့ကျွန်တော်ဒီhome tab software သုံးပြီးတော့ပေါ့ဗျာဒီဖုန်းနဲ့ကိုဒီ mobile phone နဲ့ PC တောင်မလို့ပြန် mobile phone နဲ့အလွယ်တကူကျွန်တော်ဒီဆိုတော့ကိုမှကျင်းအောင်ဆိုပေါ့လေကျွန်တော်ဒီဘယ်လိုပြောမလဲရက်ွက်ရုံသွားစရာမလိုဘဲနဲ့ကိုယ့်အကိုဖုန်းထဲကနေမှထုတ်ပြီးတော့ကျွန်တော်ဒီလိုအပ်တဲ့ခါမှာသုံးလို့ရတဲ့နည်းလေးကိုကျွန်တော်ဒီနေ့sharing လုပ်ပြဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ